You really love coffee, don't you? Yes, I do. When do you usually drink coffee? I usually drink coffee in the morning. Where do you usually drink it? I prefer drinking it outside in the sun. It feels amazing. What about you? Main coffee ကြိုက်တယ်မဟုတ်ဘူးလားလို့ပြောတဲ့အခါမှာအငင်းနဲ့မေးပါတယ် don't you? Do you really like coffee, don't you? Yes, I do. တော့ငါကြိုက်တယ်တဲ့ဒါဆိုလို့ရှင်တော့မင်းဘယ်ချိန်တောက်လဲမင်းဘယ်ချိန်တောက်လဲ When do you usually drink coffee? မင်း coffee ဘယ်ချိန်တောက်လဲငါကတော့မနက်ချိန်တောက်ပါတယ်ကိုကလေမနက်ချိန် coffee တောက်တယ်မနက်ချိန်ရေချိုးတယ်လို့ပြောတဲ့အခါမှာ in the morning လို့ပြောပါတယ် in the morning I usually drink coffee in the morning ဟုတ်ပြီနော်ဘယ်မှာတောက်လဲ Where do you usually drink it? I usually drink it outside in the sun. I prefer drinking it outside in the sun နေဘူးတဲ့တောက်ရတာကြိုက်ပါတယ်အဲ့ဒီအရသာကရမ်းကို amazing ဖြစ်ပါတယ်ဆိုရင်နော် it feels amazing မင်းက what about you မိတ်ဆွေတို့က coffee ကိုဘယ်နေရာတောက်ရတာကြိုက်လဲအိမ်မှာပဲကြိုက်တယ်ဆိုလို့ရှင် at home လို့ comment မှာရေးပေးပါတကယ်လို့ coffee ဆိုင်မှာတောက်ရတာကြိုက်တယ်ဆိုရင် at the coffee shop လို့ရေးပေးပါဘယ်မှာကြိုက်လဲတခြားကို comment မှာပြောပြပါဦးဒီလိုမျိုး video လေးတွေအတွက် comment မှာ yes 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 လို့ရေးပေးပါ TikTok Facebook YouTube မှာ follow နဲ့ subscribe လုပ်ပေးပါဒီလိုမျိုးစကားပြောလေးတွေကို channel တူလေ့လာခြင်းနဲ့လွယ်လဲလွယ်တယ်မရလဲလွယ်တယ်ဘယ်လိုမျိုးနီးလန်းပေါင်းမျိုးစုံနဲ့မှတ်သားလို့လွယ်တဲ့အင်္ဂလိပ်စကားပြောမျိုးစုံကိုကျွန်တော်တို့သင်ပါတယ်အခုလာမယ့်မေလအတွင်းမှာဖွင့်တဲ့စကားပြောအတန်းမှာဆိုလို့ရှင်เนาะquestion and answer တွေတင်အတူကောက်စကားပြောလေးတွေနိုင်ငံခြားသွားတဲ့အခါမှာလိုအပ်တဲ့စကားပြောတွေအားလုံးကိုနှစ်လအတွင်းမှာသင်မှာဖြစ်ပါတယ်သင်ခန်းစာတစ်ခုတစ်ခုကိုလည်းမိတ်ဆွေတို့ကိုစာမေးပြီးတော့ရမှရှေ့ဆက်ပါတယ်ဆိုတော့စက်တိုက်ကြီးတနာကြီးထိုင်ပြီးတော့မှ boring ဖြစ်ပြီးသင်မှာမဟုတ်ပါဘူးမိတ်ဆွေတို့ကိုခဏလေးရက်လိုက်ပြီးလို့ရှင်စာမေးလိုက်စာကို practice လုပ်လိုက်ရပြီဆိုမှရှေ့ဆက်လိုက်ကျွန်တော်သင်နည်းကအဲ့လိုမျိုးသင်ပါတယ်ဆိုမိတ်ဆွေတို့ကဒီသင်တန်းကိုတက်ချင်တယ်ဆိုလို့ရှင်เนาะအခုဖုန်းနံပါတ်ဒီ Viber ဖုန်းနံပါတ်နဲ့ Messenger မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်မိတ်ဆွေတို့ကအမြန်ဆုံးအနံလို့ရပါပြီဆိုတော့ဒီအတန်းလေးကိုကလက်လွတ်သွားတယ်ဆိုလို့ရှင်เนาะနောက်2လမှအတန်းကိုတက်ခွင့်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးမဖြစ်အောင်တခါတည်းအနံလိုက်ပါ Thanks so much everyone if possible see you in my class အတန်းထဲမှာတွေ့ကြရအောင်เนาะ Let's practice English together